အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမယ် episode 10လေးမစခင်မှာပြီးခဲ့တဲ့အပိုင်းမှာဖြစ်ခဲ့တာလေးတွေကိုပြန်ပြောမယ်ဆိုရင်တော့မင်းတို့နဲ့ကျွန်တော်ရဲ့ဂျီရဲ့အိမ်ကနေပြန်လာခဲ့ပါတယ်ပြီးတော့သူတို့နှစ်ယောက်အိမ်ပြန်ဖို့လမ်းခွဲလိုက်ကြပါတယ်မင်းတို့ကအပြန်လမ်းမှာသူတို့အဖွဲ့သားတွေနဲ့ဒီဂျီတို့အဖွဲ့ကိုဖုံးဆက်ကညကြရင်အရေးကြီးပြောစရာရှိတယ်ပြောကစုံနေကြနေရာမှာစုံကြဖို့မှားလိုက်ပါတယ် episode 10မှာတော့ညပဲမင်းတို့မှာထားတဲ့အတိုင်းပန်းကြံထဲမှာအဖွဲ့သားတွေရောက်နေကြပါပြီ။အဖွဲ့သားတွေကလည်းမင်းတို့ဘာကြောင့်သူတို့ကိုခေါ်ထားလဲဆိုတာကိုသိကြနေကြပါပြီ။ကျွန်တော်ပြောဖို့ကြံနေခဲ့တာကမင်းတို့နဲ့တီကြီးတို့ကသူ့လိုနဲ့သူ့လိုတွေဖြစ်နေကြပြီးတော့အချင်းချင်းမတက်ကြပြီမဲ့လေ။တကယ်တမ်းမှာတော့တစ်ဖွဲ့သားချင်းတွေဖြစ်ကြပါပြီ။ခုတကူနဲ့ကြားနှကောင်အောင်းသလိုဖြစ်နေကြတာဖြစ်ပါပြီ။အဖွဲ့နာမည်ကတော့မြန်မာလို့ဆိုရင်လင်းကြီးကိုဆိုလိုချင်းတော့တမျိုးကြီးတော့ဖြစ်နေပါပြီ။အင်္ဂလိပ်လို့ဆိုရင်တော့ဒီစကားလုံးဖြစ်ပါပြီ။ချိုချင်းမှာဒီဂျီတို့အဖွဲ့ကလည်းရောက်လာခဲ့ကြပါတယ်။အဖွဲ့သားတွေကလည်းဒီဂျီတို့ကိုမြင်တော့တီချင်းသူကမင်းတို့ကိုရောက်အောင်လာဖို့တေချာမှာထားတာဆိုတော့မင်းတို့နေရာတစ်ခုမှဖြစ်ကြကြသေးလားလို့မေးနေကြပါတယ်။ဒီဂျီကလည်းငါလည်းမသိဘူးလေ။သူဒီလိုလုပ်တာပထမဆုံးအချိန်မှမဟုတ်တာလို့ဖြေလိုက်ပါတယ်။ကျွန်းကတော့အဲ့လိုတော့မဟုတ်တော့ဘူး။သူ့မှာကိစ္စတစ်ခုခုတော့ရှိလိမ့်မယ်လို့ပြောလိုက်ပါတယ်။ထို့ချိန်မှာပဲမီနူရောက်လာခဲ့ပါတယ်။မီနူရဲ့ပြန်လာမှာတော့ဒေါသတွေထွက်နေတာကိုမြင်နေရပါတယ်။ဟောမင်းတို့မင်းသားလေးရောက်လာပါပြီဆိုပြီးတော့တီဂျီကတော့အချိုးမပြေတဲ့ပုံစံနဲ့ပြောနေပါတယ်မင်းတို့ကသူ့ရဲ့လက်စွပ်ကိုအရင်ချွတ်လိုက်ပါတယ်ပြီးတဲ့နောက်တီဂျီစီကိုပဲတက်တဲ့ပြေကထိုးချလိုက်ပါတယ်တီဂျီကတော့နောက်ကိုလဲကျသွားခဲ့ပါတယ်ပြန်ထပ်ပြီးတော့နှစ်ယောက်သာရန်ဖြစ်တော့မယ့်အချိန်မှာအကုန်လုံးကဝိုင်းဆွဲထားရပါတယ်ကျွန်းကမင်းတို့မင်းဘာလို့အဲ့လိုလှုပ်လိုက်တာလဲလို့မေးနေပါတယ်မင်းတို့ကတော့မင်းတို့ကပြိုင်ပွဲမှာရှုံးလိုက်သူများကိုသွားအနိုင်ကျင့်ခဲ့တဲ့ကောင်လေးဆိုတော့ငါတို့အဖွဲ့ရဲ့နာမည်နဲ့တော့မတန်းတော့ဘူးမင်းတို့၃ယောက်လုံးအခုလမ်းလျှောက်နေတဲ့အခြေအနေမှာပဲအဖွဲ့ကနေထွက်သွားလိုက်တာကောင်းမယ်လို့ပြောလိုက်ပါတယ်မင်းတို့မသိလိုက်တာကသူ့ဘက်ကအရင်စထိုးခဲ့တာကွာတကယ်တမ်းအဖွဲ့တွေကနေထွက်သွားတဲ့နာမင်းမဲဆိုပြီးတော့တီဂျီကအဖွဲ့သားတွေကိုသူ့ဘက်ပါအောင်လှုပ်ကြံပြောနေပါတယ်အဖွဲ့သားတွေကလည်းသူ့ရဲ့စကားကြောင့်မင်းတို့အဖွဲ့တွေကတော့မဟုတ်တဲ့သူတွေအဖွဲ့သားချင်းကိုအခုလိုမျိုးဖြစ်အောင်လုပ်တယ်ဆိုပြီးတော့အထင်လွဲသွားကြပါတယ်ကျွန်တော်ကတော့ဝေခွင့်မရဖြစ်နေခဲ့ပါတယ်မင်းတို့ကတော့အဖွဲ့သားတွေကပါအမျိုးမျိုးပြောလာတာကြောင့်ဒေါသပိုးထွက်လာပါတယ်တီဂျီကမင်းရဲ့ချစ်တော်တွေကဒဏ်ရာရထားလို့အခုလောလောဆယ်ဆက်ပြီးတော့ကောင်းကောင်းမစိနိုင်ဘူးမလားအဲ့ချစ်တော်ကကောင်းမလေးတွေနဲ့ပဲရှောက်သွားဖို့တော့ပဲအသုံးဝင်လို့လားမင်းကမင်းဖေရှာလာတဲ့ငွေနဲ့ပဲပျော်နေခဲ့မှာဆိုပြီးတော့ရန်ဆလာပါတယ်ဒီချိန်မှာတော့မင်းတို့ရဲ့ချစ်တော်တွေကမတော်တဆတစ်ခုကြောင့်ဒဏ်ရာရထားတာဖြစ်ပါတယ်ဘာလို့လဲဆိုတာကိုတော့နောက်လာမယ့်အပိုင်းတွေမှာတွေ့ရပါလိမ့်မယ်သူ့ရဲ့စကားတွေကဘောင်းတွေကြောလာတာကြောင့်ဂျွန်းကပါစိတ်တူသွားပါတယ်မင်းတို့ကလည်းအဲ့ဆိုရင်ပြန်ပွဲတစ်ခုလုပ်ကြတာပေါ့ရှုံးတဲ့သူကအဖွဲကနေချွတ်ရမယ်ဘယ်လိုလဲဆိုပြီးတော့စပြီးတော့စိတ်ငုံပါအောင်တီတီကတော့ပွဲကိုလက်ခံလိုက်ပြီးတော့ပြိုင်တဲ့အခါမှာ၃ယောက်နဲ့ပွဲစီပြိုင်ကြမယ်ဆိုပြီးတော့စီစဉ်လိုက်ပါတယ်တီတီဘက်မှာတော့ပြိုင်ဖို့၃ယောက်ကအစင်းလေးရှိနေပါတယ်ဂျွန်းကလည်းသူ့တငယ်ချင်းကိုစိတ်မချတာကြောင့်သူကမှဝင်ပြိုင်ပေးမှဖြစ်ပါတယ်၃ယောက်တွေလုံနေတဲ့ကြောင်းချင်းပြိုင်ကြမယ်ဒီပွဲကမင်းတို့ကြောင်းနဲ့ငါတို့ကြောင်းပြိုင်တဲ့ပွဲပဲဆိုပြီးတော့၂ယောက်တစ်ဖွဲ့နဲ့၃ယောက်တစ်ဖွဲ့ပြိုင်ဖို့စိန်ခေါ်လိုက်ပါတယ်ကြီးကြီးကလည်းသူတို့ဘက်ကနေ၃ယောက်ဖြစ်တဲ့ကြောင့်ကြီးနေပါတယ်ပွဲကတော့နောက်နေ့ညမှာပြိုင်ဖို့သတ်မှတ်လိုက်ပါတယ်နောက်နေ့ကြောင်းမှာတော့မင်းတို့နဲ့ဂျွန်တို့စကားပြောနေကြပါတယ်ဟေ့မင်းဘာဆက်လို့မှလေလို့ဂျွန်ကပြောလိုက်ပါတယ်ဂျွန်ကတော့မင်းတို့ချီတာကိုစိုးရိမ်နေပုံရပါတယ်ဒီကောင်လေးကိုငါတို့နိုင်မှာဆိုတာသိကြနေရပဲဆရာကလည်းစပိန်စီတာငါ့ချီတော့ကိုပြန်ကောင်းစီဖို့အထောက်အကူပြုတယ်လို့ပြောတယ်ကွာအဲ့ဒါကစပိန်ကိုရိုးတန်းစီတာကိုပြောတာငါကြုံတာအခုကစပိန်ပြန်ရမှာပြီးတော့၄ယောက်နဲ့၃ယောက်ပြန်ရမှာမင်းကြီးတော့သာကောင်းနေတော့ငါဒါတွေကိုတွေးပူနေမှာမဟုတ်ဒါနဲ့မင်းเจ้าမအောက်ကချစ်ကိုအကူကြီးတောင်းကြည့်ရောမင်းတွေကတော့ငါတို့အဖွက်သားချင်းကိစ္စမှာတော့ငါဒီကောင်ရဲ့အကူကြီးကိုမလိုချင်ဘူးမင်းကလည်းဘာမှပိုးမနေနဲ့အဲ့ဒီเจ้าကောင်လေးတော့နိုင်ပါလေဆိုပြီးတော့အားပေးနေပါတယ်ကျွန်းကတော့ဘာလို့ရမှမသိကိုခေါင်းကုတ်နေပါတယ်နောက်တစ်ခါမှာတော့မီယာကကြီးကိုတန်ရတဲ့တွေစေးအိတ်လေးလာပေးပါတယ်ကြီးကတော့နင့်စီကနေဒါတွေကိုငါတောင်းငယ်လို့လားဆိုပြီးတော့စင်စင်ကားကားပဲပြောလို့လိုက်ပါတယ်ဒီချိန်မှာပဲယူနာရောက်လာပြီးတော့သူများစေတနာကိုမစောကားဘူးနေမီယာကကြည့်မြင်တာမှာတရားတွေတွေ့ချင်းမှာတော့ကျောင်းစည်းကန်းကိုပြေးပြီးတော့စေးကိုယူပေးခဲ့ရကြောင်းပြောနေပါတယ်ပြောချင်ပါပဲ
သူများတွေဘာဖြစ်နေလဲဆိုတာကိုမသိပဲနဲ့အမြဲဝင်လာတတ်တယ်ဂျုံရောက်လာပြီးတော့ကြီးရဲ့နောက်ချက်ကိုတစ်ချက်တီးပြလိုက်ပြီးတော့တငယ်ချင်းတွေလိုမျိုးစကားတွေလာပြောနေပါတယ်ယူနာတို့ကလည်းသူတို့ပဲအချိန်ကခင်သွားကြလဲဆိုပြီးတော့ပြောနေကြပါတယ်အခန်းထဲကိုကျောင်းသားတယောက်ဝင်လာပြီးတော့ကြည်မင်းတို့တတိယနေ့ကျောင်းသားတယောက်ကတွေ့ကျင်လို့လဲဆိုပြီးတော့ပြောလိုက်ပါတယ်ကြီးကလည်းဒီတယောက်ချာကနေလှုပ်ချင်နေတာနဲ့အတော်ပဲဆိုပြီးတော့ဘာမှမပြောတော့ဘဲနဲ့ကောက်ထွက်လာလိုက်ပါတယ်ကြီးကိုခေါ်လိုက်တဲ့သူကတော့ဂျွန်ဖြစ်ပါတယ်ဂျွန်ကတော့ကြီးမျက်နှာကိုမြင်လိုက်တော့မင်းတို့တီဂျီကိုချိုးရတဲ့အကြောင်းရင်းကိုသိသွားပါတယ်တွေ့ချင်းမှာကြီးကသူ့ကိုမမတ်မိတော့လို့စွန့်အပ်သွားပါတယ်ပြန်မိတ်ဆက်လိုက်မှာပဲကြီးကလည်းသူ့ကိုပြန်မတ်မိသွားပါတယ်ငါမင်းစီကိုအကူအညီတစ်ခုလာတောင်းတာမင်းကမင်းတို့တီဂျီတို့ဝိုင်းနဲ့ကြီးလိုက်တဲ့ကိစ္စကြောင့်မင်းတို့ကစိတ်တူသွားပြီးတော့တီဂျီတို့နဲ့ထပ်ပြဿနာတက်ကြတယ်မင်းတို့ကတော့မင်းကိုဒီအရှုပ်တွေကိုထပ်ပြီးတော့မပါစေချင်တော့ဒါပေမဲ့ညကသူတို့ကြောင်ကသူတွေနဲ့ငါတို့နှစ်ယောက်ပြန်ဝဲလို့ဖို့ဖြစ်သွားတယ်ရုံးတဲ့သူကအဖွက်တွေကထွက်ပြေးရမယ်ပေါ့မင်းတို့ရဲ့ခြေထောက်အနေနဲ့ကလည်းဒီဘွဲကဘလို့မှမမြတ်တတ်ဘူးဖြစ်နေပါတယ်အဲ့ဒါကြောင့်မင်းကတော့ကိုကိုညီနေမလားဆိုပြီးတော့အကူညီတောင်းပါရတယ်ကြီးကတော့မင်းတို့အဖွက်နဲ့တက်ပြီးတော့မပတ်သက်ချင်တော့ဘူးပြီးတော့မင်းတို့အဖွက်သားချင်းကိစ္စကဘာလို့ဝင်ပါမှလဲဆိုပြီးတော့ညှင်းလိုက်ပါတယ်ဂျွန်ကတော့ဆက်ပြီးတော့ပဲအကူညီပေးဖို့တောင်းဆိုနေပါတယ်ပြီးရဲ့နောက်မှာတော့ဒီည8 နာရီမင်းပြန်ခဲ့တဲ့ဘဲညံထဲမှာအဲ့မှာပဲပြန်ကြမှာမင်းစိတ်ပြောင်းသွားခဲ့ရင်ငါတို့အကူညီပေးပါဆိုပြီးတော့ထပ်တယ်လဲတောင်းဆိုနေပါတယ်ကြီးကတော့ဘာမှဆက်မပြောတော့ဘဲနဲ့ထွက်လာခဲ့ပါတယ်ဒီနေရာမှာပဲအဲဆုပ်11လေးကိုအစုံသတ်ထားပြီးတော့နောက်လာမယ့်ပြိုင်ပွဲမှာတော့ကြီးရောက်လာမလားမလာဘူးလားဆိုတာကိုစောင့်ကြည့်ရမှာတော့ဖြစ်ပါတယ်အစုံတွေနားဆင်ပေးခဲ့ကြပြီးတော့အားပေးနေကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာကြားထဲမှာနေမကောင်းဖြစ်ပြီးတော့ဗီဒီယိုလေးကြာသွားတဲ့အတွက်တောင်းပန်ပါတယ်ခင်ဗျာ